အားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့မူလဘူတာပထမမောင် AI ပဲဖြစ်ပါတယ်2022ခုနှစ်တစ်ခုထဲမှာနိုင်ငံတကာရုပ်သံလိုင်းတွေစီ K-drama ဇလန်တွဲအပါအဝင်ရုပ်သံ content တွေရောင်းချမှုကနေဝင်ငွေ American $960 မီလီယံလောက်ရရှိခဲ့ပါတယ်ကိုရီးယားရုပ်သံဒရာမာတွေဟာနိုင်ငံရဲ့အရေးပါတဲ့ပို့ကုန်တစ်ခုလို့တောင်ပြောလို့ရနေပြီဖြစ်ပါတယ်ကိုရီးယားရုပ်သံဒရာမာတွေနဲ့ပတ်သက်လာရင်အခုလိုတိုက်ရိုက်ဝင်ငွေတွေထက်အဆပေါင်းများစွာအကျိုးမြတ်ရနေတာကတော့သွယ်ဝိုက်အကျိုးပြုနေတဲ့စီးပွားရေးတွေပဲဖြစ်ပါတယ်။ဥပမာရုပ်သံဒရာမာတွေကြောင့်လူသိများလာတဲ့ကိုရီးယားစားတောက်ကုန်တွေဖြစ်တဲ့ဆိုဂျူ၊ပဲခောက်ဆွဲ၊ကင်ချီ၊ရော့ပိုကီနဲ့ကိုရီးယားခောက်ဆွဲမျိုးစုံစတဲ့စားတောက်ကုန်တွေပါဝင်ပစ္စည်းတွေကလည်းနိုင်ငံတကာကိုတွင်တွင်ကျဲကျဲတင်ပို့ရောင်းချနေရပြီဖြစ်ပါတယ်။ဒီရုပ်သံဇလန်တွဲတွေကြောင့်ပဲကမ္ဘာတဝန်းကခရီးသွားတော်တော်များများကိုလည်းဆွဲဆောင်နိုင်ခဲ့ပါတယ်။အခုလိုကိုရီးယားနိုင်ငံရဲ့စီးပွားရေးကဏ္ဍကိုတိုက်ရိုက်ဖြစ်စေတွယ်ဝိုက်ယူဖြစ်စေအပေါင်းလက္ခဏာဆောင်နေတဲ့ကိုရီးယားရုပ်သံဇလန်တွဲတွေဘယ်လိုစတင်လာသလဲ။ပြည်တွင်းနဲ့နိုင်ငံတကာမှာဘယ်လိုအောင်မြင်လာသလဲဆိုတာကျွန်တော်မောင် AI နဲ့အတူလေ့လာကြည့်ကြရအောင်ပါ။ဒီလိုလေ့လာတင်ဆက်တဲ့အခါစီးပွားရေးရှုထောင့်ကရောနောက်အမှုပညာရှုထောင့်စားတဲ့မတူညီတဲ့အမြင်တွေလည်းပါပါမယ်။စီးပွားရေးရှုထောင့်လို့ဆိုပေမဲ့ကျွန်တော်သိသလောက်ကအခြေခံလေးတွေပါပဲမိတ်ဆွေတို့ဗီဒီယိုကိုအဆုံးထိကြည့်မယ်လို့မျှော်လင့်ပါတယ်မကြည့်ချင်ရင်တောင်စူးစမ်းနေတဲ့မောင် AI လေးကိုအားပေးတဲ့အနေနဲ့ကြည့်ပေးသွားကြပါဗျာပရိသတ်ကြီးကျေးဇူးပါပထမဦးဆုံးကိုရီးယားရုပ်သံဒရာမာတွေရဲ့ဖြစ်ပေါ်လာပုံသမိုင်းအစကိုသွားကြည့်ပါမယ်ရုပ်သံဒရာမာဆိုတော့ရုပ်သံလိုင်းတွေရဲ့အစကိုပြန်ပြီးဆွဲထုတ်ကြည့်ရမှာပါကိုရီးယားနိုင်ငံရဲ့ပထမဆုံးရုပ်သံလိုင်းဆက်လွှင့်တဲ့နှစ်က1956ခုနှစ်မှာပါအဲ့ဒီအချိန်မတိုင်ခင်တော့ပြည်တွင်းမှာအစိုးရတန်လွှင့်ဌာနနဲ့တခြားကိုပိုင်အတန်လွှင့်ဌာနတွေပဲရှိသေးတာပေါ့တခုထူးခြားတာကကိုရီးယားရဲ့ပထမဆုံးရုပ်သံလိုင်းကအစိုးရပိုင်မဟုတ်ခဲ့ဘူးဗျဟွမ်ထေယောင်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ပိုင်ခဲ့တာပါဟွမ်ကမူလကပြည်တွင်းအတန်လွှင့်ဌာနတစ်ခုမှာအကြီးအကဲတယောက်အနေနဲ့အလုပ်လုပ်ပါတယ်နောက်ပိုင်းမှာဌာနအတွင်းပြဿနာအရှုပ်အရှင်းလေးတွေကြောင့်တာဝန်ယူတဲ့အနေနဲ့အလုပ်ထွက်ခဲ့တယ်ပေါ့အလုပ်ထွက်ပြီးဆက်သွယ်ရေးပစ္စည်းတွေတင်သွင်းတဲ့လုပ်ငန်းလုပ်ပါတယ်တချို့အသေးစားပစ္စည်းလေးတွေလည်းထုတ်လုပ်ပါတယ်ဒီလုပ်ငန်းကသူကျွမ်းကျင်တဲ့နယ်ပယ်ဆိုတော့အချင်းချင်းပြီးပြောရရင်ဟွမ်ကအောင်မြင်လာပါတယ်ဖြစ်ချင်တော့1950မြောက်ကိုရီးယားရဲ့ကျူးကျော်စစ်အပြီးမှာပြည်တွင်းကအတန်လွှင့်ဌာနတွေဟာစက်ပစ္စည်းတွေလိုအပ်လာတယ်ဗျလိုအပ်တဲ့စက်ပစ္စည်းတွေကိုဟွမ်ကပြည်ပကနေဝယ်ယူတင်သွင်းပေးခဲ့ပါတယ်အဓိကအနေနဲ့ American RCA ကုမ္ပဏီကနေဝယ်ယူပေးတာပါဒီလိုနဲ့ဟွမ်ရဲ့ Caucus ဆိုတဲ့ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ် Caucus ဆိုတာ RCA ကုမ္ပဏီရဲ့ကိုရီးယားတဦးတဲ့ကိုယ်စားလှယ်ကိုဆိုလိုတာပါဟွမ်ရဲ့Caucusကလုပ်ငန်းရှင်တွေရဲ့ယုံကြည်မှုကိုတဖြည်းဖြည်းရလာခဲ့ပါတယ်ဒီလိုနဲ့ကိုရီးယားရဲ့အဓိကအတန်လွှင့်ဌာနဖြစ်တဲ့ KBS အတန်လွှင့်ဌာနအတွက်လိုအပ်တဲ့စက်ပစ္စည်းတွေဝယ်ယူပေးဖို့အကြောင်းဖန်လာပါတယ်ဒီတစ်ခေါက်အော်ဒါကနည်းနည်းကြီးတော့ဟွမ်ကနေယူရောက်ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်ဟွမ်ဟာနေယူရောက်ဟိုတယ်မှာဒက်ခိုရင်းနဲ့ TV တွေကိုမြင်ပြီးသဘောကျသွားပါတယ်တစ်ဆက်တည်းမှာဒီ TV တွေကိုကိုရီးယားမှာရောင်းဖို့လဲစိတ်ကူးရသွားပါတယ်ဒါပေမဲ့ TV ရောင်းဖို့ဆိုတာပြည်တွင်းမှာကြည့်စရာရုပ်သံလိုင်းဆိုတာလဲရှိဦးမှာကိုဗျရုပ်သံလိုင်းတစ်ခုလွှင့်ဖို့မလွယ်ကူတာကိုလည်းသူကောင်းကောင်းကြီးနားလဲတယ်ဆိုတော့က RCA ကဥက္ကဋ္ဌနဲ့တွေ့တော့သူရမယ့်ကော်မရှင်နေနဲ့ရုပ်သံလိုင်းတစ်ခုလွှင့်ဖို့လိုအပ်တဲ့စက်ပစ္စည်းနည်းပညာတွေသာပေးဖို့တောင်းဆိုလိုက်ပါတယ်သူရမယ့်ကော်မရှင်ကမနှဲပေမဲ့ရုပ်သံလိုင်းစက်ပစ္စည်းတွေဝယ်ရလောက်အောင်လည်းများမနေခဲ့ပါဘူးဒါပေမဲ့ကိုရီးယားမှာရုပ်သံလိုင်းတစ်ခုရှိလာခဲ့ရင် RCA ရဲ့အဖြူမဲ TV တွေရောင်းပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဒီကမ်းလှမ်းချက်က RCA ဘက်ကကြည့်ရင်မစိုးလောက်ဘူးဆိုတော့နောက်ဆုံးမှလက်ခံလိုက်ပါတယ်ဒါပေမဲ့အလကားတော့ဘယ်ရလိမ့်မလဲနော်ဟွမ်ဟာအမေရိကန်မှာအကျွေးတွေတင်လာခဲ့ပါတယ်အဲ့ဒီလိုနဲ့ဟွမ်ရဲ့စိတ်အားထက်သန်မှုကြောင့်1956ခုနှစ်မှာကိုရီးယားရဲ့ပထမဆုံးရုပ်သံလိုင်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ရုပ်သံလိုင်းနာမည်က HAKZTV ပါကိုရီးယားရဲ့ပထမဆုံးရုပ်သံဒရာမာလည်းဒီနှစ်ထဲမှာပဲထုတ်လွှင့်ခဲ့တာပါDecade of Heaven အမည်ရပြီးဒါရိုက်တာချွဲချန်ပုံကတလကျော်ကျော်အချိန်ယူဇာတ်ညွှန်းရေးသားရိုက်ကူးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဇာတ်ကားရဲ့ကြာချိန်ကတော့15မိနစ်လောက်ပဲရှိခဲ့ပါတယ်Caucusရဲ့ HAKZTV ဟာအစိုးရနဲ့မဆိုင်ကိုပိုင်ရုပ်သံဆိုပေမဲ့ဆဆချင်းမှာတော့အထိုက်လျောက်အောင်မြင်ခဲ့ပါတယ်စိုးမျိုးကလုပ်ငန်းရှင်တွေကခင်မီတိုးတက်လာတာကိုအားပေးတဲ့အနေနဲ့ကြော်ညာတွေလည်းထည့်ကြတယ်တချို့ငွေကြေးတက်နိုင်သူတွေက TV တွေလည်းအားပေးကြဆိုတော့မဆိုးဘူးပေါ့ဒါပေမဲ့ကြာလာတာနဲ့အမျှ HAKZTV ဟာဗန်နာရေးအခြေအနေဆိုးရွားလာပါတယ်အစိုးရပိုင်မဟုတ်တော့သူ့မှာငွေကြေးအထောက်ပံ့နည်းပညာအထောက်ပံ့မရှိဘူးဗျကန့်သက်ချက်တွေအများကြီးနဲ့လည်းပတ်နေရတာလည်းဖြစ်ပါတယ်ဥပမာရုပ်သံထုတ်လွှင့်တဲ့ area က30ကီလိုမီတာပဲရှိတယ်ဗျဒါကစိုးမျိုးတစ်မျိုးစာပဲရှိတာပါဆိုတော့သူ့ရဲ့စားသုံးသူကွန်ရက်ကစိုးမျိုးတစ်မျိုးတည်းကိုပဲဖြန့်ကျက်နိုင်တာပေါ့
ဒါအပြင်တစ်နေ့ကို2နာရီပဲထုတ်လွှင့်နိုင်သေးတော့ကြော်ညာခဝင်ငွေကအများကြီးမရတဲ့အပြင် TV တွေကလည်းမရောင်းရဘူးဗျ။သူတင်သွင်းလာတဲ့ TV တွေကအကြီးဆုံးဆို24လက်မှအသေးဆုံးဆို8လက်မခွဲရှိပါတယ်။အဲ့ဒီအသေးဆုံး TV တောင်ထားပါတော့ဒေါ်လာ200ရှိတယ်ဗျ။နိုင်ငံခြားငွေဒေါ်လာ200ရဖို့ဆိုထုတ်ကုန်အနေနဲ့ဥပမာအခြေခံထုတ်ကုန်ဆံပဲထားဦး။ဆန်ဆိုအခစ်က80လောက်တင်ပို့ရမှာပါ။ကိုနိုင်ငံကဆန်80လောက်တင်ပို့မှသူများနိုင်ငံက8လက်မခွဲတပတ်ရ TV လေးတစ်လုံးတင်သွင်းလို့ရမှာ။နောက်ပြီးစစ်ပီကာလာပြန်လဲထူထောင်ရေးကာလာဆိုတော့ထုတ်ကုန်များများစားစားမရှိသေးတော့အခြေခံလူတန်းစားနဲ့လူလက်တန်းစားတွေကဒီရုပ်ဝတ္ထုပစ္စည်းတွေနောက်မလိုက်နိုင်သေးဘူးလို့ပဲဆိုရမှာပါအတူချုံပြီးပြောရရင်ဟွမ်က HAKZTV ကိုဗန်နာရေးအခြေအနေအရလက်လွတ်လိုက်ရပါတယ်ကိုရီးယားသတင်းစာတိုက်တစ်ခုဖြစ်တဲ့ဟန်ဂူအီဘိုကိုလက်လွှဲပေးလိုက်ရတယ်ဗျဟန်ဂူအီဘိုက HAKZTV ကို DTV ဆိုပြီးနာမည်ပြောင်းလိုက်ပါတယ်ဟန်ဂူအီဘိုလက်ထဲမှာလည်းဒီရုပ်သံလိုင်းကကြာမနေခဲ့ဘူးဗျ1959မှာမီးကြီးအကျယ်လောင်ပြီးရုပ်သံလွှင့်တဲ့စက်ပစ္စည်းတွေအကုန်လုံးနှိပါဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းအမေရိကန်အဖွဲ့အစည်းတစ်ခုရဲ့အကူအညီနဲ့ရက်ကန်အသက်ဆက်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့1960မှာတော့ DTV ဟာရုပ်သံထုတ်လွှင့်မှုကိုလုံးဝရပ်နားလိုက်ပါတယ်။အဲ့ဒီနှစ်မှာပဲလောလောလတ်လတ်အာဏာသိမ်းထားတဲ့ပတ်ချန်ဟီရဲ့စစ်တပ်က DTV ရုပ်သံလိုင်းကိုလက်လွှဲရယူလိုက်ပါတယ်။ဒီလိုနဲ့1960ခုနှစ်ကုန်ပိုင်းမှာအစိုးရရုပ်သံ KBS ဆိုပြီးဖြစ်လာခဲ့ပါတယ်။အာနာသိန်းစစ်တပ်လက်ထက်ကမီဒီယာဆိုတော့ KBS ရုပ်သံရဲ့အစောပိုင်းထုတ်လွှင့်မှုတွေကလည်းကွန်မြူနစ်ဆန့်ကျင်ရေးမြောက်ကိုရီးယားဆန့်ကျင်ရေးစားတဲ့ဝါဒဖြန့်လှုံ့ဆော်တဲ့အစီအစဉ်တွေရုပ်သံဒရာမာတွေများခဲ့ပါတယ်။တမိုင်းကိုဆွဲထုတ်ရင်းနဲ့ခေါင်းစဉ်တောင်နည်းနည်းမေ့သွားတာစောကြီးပါနော်။နောက်ဗီဒီယိုမှာတော့ KBS ရုပ်သံရဲ့အစောပိုင်းရုပ်သံဒရာမာတွေအကြောင်းဆွေးနွေးတင်ဆက်ပေးသွားပါမယ်။ကောင်းကောင်းဆိုးဆိုးကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။